အားလုံးပဲမင်္ဂလာပါဒီနေ့ reading ကတော့အဆောင်လျှောက်ကကိုယ်ကိုဘယ်လိုလမ်းညွှန်ချက်တွေပေးနေလဲကိုယ်အနေနဲ့ကရောက်နေတဲ့လမ်းကြောင်းကမှန်ကန်လားမှားနေသလားကိုယ်ဘယ်လိုခြေအနေတွေကိုဖြတ်တန်းနေရလဲဆိုတဲ့အကြောင်းလေးကိုမင်းစုကဖိကေပိုင်းလေးလုပ်ပေးထားပါတယ်ပေါ့နော်အဲ့တော့ဒီမှာဖိုင်၃ခုရှိမယ်ကြိုက်နှစ်သက်ရာဖိုင်ကိုရွေးချယ်ပါ energy ကိုက်မယ်လို့မျှော်လင့်ပါတယ်ပေါ့နော်အဲ့တော့စိတ်ကနေတည်တည်ချာချာလေးကိုယ်ကြိုက်နေတဲ့တဲ့ဟာလေးကိုရွေးဖို့ပြောချင်ပါတယ်ပေါ့နော်အဆောင်ရှောက်ရဲ့နာမည်အဆောင်ရှောက်ကဘယ်သူပဲဝါလဲဆိုတဲ့အကြောင်းကတော့ပါမှာမဟုတ်ပါဘူးအဆောင်ရှောက်ရဲ့လမ်းညွှန်ချက်ကဘယ်လိုပဲဝါဆိုတဲ့အကြောင်းပဲပါမှာဖြစ်ပါတယ်เนาะဒါလေးကိုတခါလေးပြောထားချင်ပါတယ်အဲ့တော့ဖိုင်1လေးတွေကိုမဟောခင်မင်းစုဟောတဲ့ဟောပုံဟောနည်းလေးကိုပြောပြအောင်မယ်မင်းစုကကြားတဲ့ကတ်နဲ့เนาะမင်းစုရဲ့ဒီ intuition ကเนาะပြောတဲ့အတိုင်းကိုမင်းစုကဟောတယ်ကြားတဲ့ကတ်ထဲကပါခြင်းနဲ့ပါမယ်အဲ့တော့မပါခြင်းလည်းမပါဘူးဆိုတော့မင်းစုရဲ့ဟောပုံဟောနည်းလေးကတော့เนาะ intuition ကိုပို့ပြီးတော့သုံးတဲ့ဟောပုံဟောနည်းလေးဖြစ်တယ်နောက်ပြီးတော့မင်းစုက logic ဘက်ကိုလည်းနည်းနည်းတွားတယ်เนาะ logic 15% ဒီ intuition 15% เนาะreading လေးတွေဖတ်တဲ့အခါကျမင်းစုကဒီ logic ကြတဲ့ပုံစံလေးနဲ့လည်းတွေးခေါ်မှုလေးတွေနဲ့လည်းဟောပြီးပြောပြီးတော့ client ကိုစိုးဆုံးမလေးရှိအဲ့တော့ဒါမင်းစုကအဲ့လိုမျိုးဟောနည်းလေးနဲ့တွားပါတယ်ဒါလေးကိုတော့ပြောချင်ပါတယ်ပေါ့နော်အဲ့တော့ ဖိုင်1လေးတွေကတော့ဒီမှာအတိတ်မှာဆိုရင်တော့သက်ဆန်းကြတယ်လက်ရှိမှာတော့ temperance နဲ့ page of pentacles ကြတယ်ပေါ့နော်အဲ့တော့အတိတ်မှာတော့ဒါဖိုင်1လေးတွေကအစိုးတွေရှိခဲ့ရင်တောင်မှပို့ပြီးတော့เนาะကောင်းမွန်တဲ့အခြေအနေလေးတွေရှိခဲ့တယ်အစိုးရှိတောင်မှကောင်းတဲ့အခြေအနေလေးတွေကပိုများတယ်เนาะဒီသဘောလေးရှိတယ်အဲ့တော့ပညာရေးမှာလည်းထိုနည်း၎င်းခြေရေးမှာလည်းထိုနည်း၎င်းငွေကြေးမှာလည်းထိုနည်း၎င်းပဲဆိုတော့ဒီလက်ရှိမှာတော့เนาะဖိုင်1လေးတွေရဲ့ဘဝလမ်းကြောင်းကတော့ temperance နဲ့ page of pentacles energy မျိုးကြောင့်ခုမှအစ်စ်အနေနဲ့စတင်ဖို့เนาะတွေးခေါ်မိလာတယ်ဒါတချို့ဆိုရင်ခုမှဘဝကိုစဖို့အတွက်အကြံရလာတယ် idea ရလာတယ်တချို့တွေကြတော့လေအခုမှဘဝကိုစဖို့အတွက် foundation ချနေပြီတချို့ကတော့ခုမှစဉ်းစားတုံးပဲရှိသေးတယ်အဲ့တော့ temperance ရဲ့သဘောအရာကတော့ဖိုင်1လေးတွေအနေနဲ့ကကိုပို့ပြီးတော့ကိုယ့်ရဲ့ဘဝကိုအခြေအနေနဲ့ချိန်ခါအောင်နားလည်ရမယ်နော်စိတ်ရှည်တီးကန်လမ်းကြောင်းမှန်ဆိုတဲ့ပုံစံကိုအသုံးချရမယ်စိတ်လောတကြီးမဖြစ်ရဘူးနောက်ပြီးတော့ page of pentacles ရဲ့သဘောအရကတော့ကိုကခုမှဘဝတည်ပြန်ပြီးတော့အစဖြစ်တဲ့အစစ်မျိုးစိချတယ် foundation ချတယ်ဆိုတဲ့အတွက်ပြင်းရတဲ့ပုံစံမျိုးမရှိရဘူးတင်ငယ်တက်အားငယ်တက်တဲ့ပုံစံမျိုးမရှိရဘူးเนาะတချို့ဖိုင်1တွေကအဲ့လို energy မျိုးပါနေရเนาะအဲ့တော့အဲ့အလေးကိုသတိထားပေးเนาะတချို့တွေကတော့ပြောစရာမလိုပါဘူးတချို့ဖိုင်1တွေကတော့ကိုယ့်ကိုယ် confidence ရှိတယ်เนาะအဲ့တော့ဒီမှာ page of pentacles ရဲ့သဘောအရာကတော့ဖိုင်1တွေကကိုယ့်ရဲ့ဘဝလမ်းကြောင်းကိုရှာဖွေတဲ့အခါမှာအလုပ်တွေအနေနဲ့ဆိုရင်လက်တွေ့ကြပြီးတော့တွေ့ရချက်ရတဲ့အလုပ်တွေပို့ပြီးတော့အကျိုးပေးလိမ့်မယ်နောက်တစ်ခုကစီးပွားရေးလုပ်ငန်းတွေမှာရွှေတို့เนาะနောက်ပြီးရင်စားတောက်ကုန်နောက်ပြီးအဝတ်ထည်စနေနံအင်္ဂါနံเนาะနောက်ပြီးတော့ဗုဒ္ဓဝုနံเนาะဒီဟာတွေအကျိုးပေးလိမ့်မယ်အဲ့တော့စီးပွားရေးလုပ်မယ်ဆိုရင်ခုနမင်းစုပြောတဲ့နေနံအနေနဲ့ကြိုက်တဲ့စီးပွားရေးတွေကိုလုပ်ဖို့ပြောရှင်တယ်နော်အဲ့တော့ဗုဒ္ဓဦးဆိုလဲဒါရွှေတို့နော်လက်ဝတ်တန်စားတို့နော်ဒါတွေလုပ်လို့ရတယ်အစားတောက်ကုန်ဆိုလဲဒါစားတောက်ကုန်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်လို့ရတယ်နော်ထိုင်းစားတောက်ကုန်တရုတ်စားတောက်ကုန်နော်ဒါလေးတွေလုပ်လို့ရတယ်အဲ့တော့ဖိုင်1နေအနေနဲ့ကတော့ဒါဘဝလမ်းကြောင်းကနော်စီးပွားရေးဖြစ်ဖို့များတယ်ဒီမှာ oracle ကတ်ကိုကြီးလိုက်တဲ့ခါမှာ angel oracle ကတ်ကိုကြီးလိုက်တဲ့ခါမှာစီးပွားရေးလမ်းကြောင်းစမယ်ဆိုရင်အခုကနေစပြီးတော့နောက်3လဒါမှမဟုတ်ရင်ရက်တစ်ပတ်အနေငယ်အတွင်းလပိုင်းအတွင်းပို့ပြီးတော့ကိုယ်အနေနဲ့ကเนาะစီးပွားရေးလမ်းစာလေးတွေ့လာနိုင်မယ်เนาะတချို့ဆိုရင်ခုမှစပစ်တာမျိုးလေးရှိမယ်တချို့ဆိုခုမှတွေးတောတာလေးရှိမယ်
တချို့တွေကြတော့လေကိုယ့်ရဲ့ဘဝလမ်းကြောင်းအတွက်စီးပွားရေးလမ်းကြောင်းအတွက်ပဲဖြစ်ဖြစ်နော်တင်တန်းလေးတွေတက်ဖြစ်တာရှိမယ်တချို့တွေကြတော့လေဒါဘဝလမ်းကြောင်းအတွက်ကိုပညာရေးတစ်ပိုင်းတစ်စားနဲ့စီးပွားရေးနဲ့လုပ်နေတာလေးလည်းရှိမယ်နော်တချို့ကြတော့လေပညာရေးနဲ့စီးပွားရေးပေါင်းတူပူးတွဲပြီးတော့ဟန်တယ်လုပ်နေရလေးရှိမယ်ဒိုနီ၎င်းနော်စူးစမ်းနေတဲ့သူလေးတွေဖိုင်ဝမ်လေးတွေထဲမှာတွေ့ရတယ်အဲ့ဒီအတွက်ကြောင့်ဖိုင်ဝမ်လေးတွေကိုပြောချင်တာကတော့ဘာသာရေးတော့မမေးနဲ့နော်ဘာသာရေးတော့မေးနဲ့အိမ်မက်တီထဲမှာကိုယ်အနေနဲ့နော်စိမ့်ဆူနေတဲ့တစ်ပင်လေးနော်မိုးကောင်းကင်ကြည်လင်နေတဲ့မိုးကောင်းကင်ဒါတွေကိုမှတ်တဲ့အခါမျိုးတွေမှာဒါကိုယ်အနေနဲ့ကဘဝလမ်းကြောင်းဒီမကြခင်မှာတက်မှတ်တော့မယ်ဆိုရဲနမိတ်ကိုပြတယ်ကိုယ့်ရဲ့အဆောင်ရှောက်တွေဒီကိုယ်ကောက်ွယ်ဆောင်ရှောက်တော့မယ်နမိတ်ကိုပြတယ်အဲ့တော့ကိုယ်အနေနဲ့ကလည်းမေတ္တာချက်တွေလွှမ်းခြုံနေအောင်လို့နော်ပို့ပြီးတော့ကုသိုလ်တရားလေးတွေလုပ်ရမယ်ဒါနလေးတွေလုပ်ရမယ်နော်ပေးကမ်းစွန့်ကြရမယ်သူများကိုအစားတောက်ပဲပေးကမ်းတာပဲဖြစ်နော်ငွေကြေးပေးကမ်းတာဖြစ်လုပ်ရမယ်နော်အဲ့တော့ဖိုင်ဝမ်လေးတွေကိုမင်းစုကာလာလေးရွေးပေးမယ်နော်ပို့ပြီးတော့တင့်တော်မယ်ကာလာလေးရွေးပေးမယ်ရွှေဝါရောင်လေးတွေအဝါရောင်လေးတွေနောက်ပြီးတော့မယမ်းရောင်နော်ဒါလေးတွေပို့ပြီးတော့အသားပေးဝတ်နောက်တစ်ခုကတော့အစိမ်းရောင်လေးတွေပေါ့နော်ဒါလေးတွေကိုပို့ပြီးတော့အသားပေးဝတ်ပါအရေးကြီးတဲ့နေ့တွေမှာဒါလေးတွေဝတ်ပြီးတော့လုပ်ရင်စင်ပြေအောင်မြင်နိုင်မယ်နော်အဲ့တော့ဖိုင်ဝမ်တွေကတော့အထူးတလေပြောစရာမလိုအဓိကဖိုင်ဝမ်တွေကစိတ်ပဲစိတ်ကနှစ်ဖက်နှစ်ခွပုံစံမျိုးရှိတယ်နော်ဖိုင်ဝမ်တွေကစိတ်ကလည်းအင်မတန်ကြီးတယ်သူများပို့ကောင်းရင်လည်းအရန်ကောင်းပြီးရတယ်မှာပါတယ်ဖိုင်ဝမ်တွေကနော်ဖြောင်းမတ်တဲ့လူယိုလူအေးကြီးတွေဒါမဲ့ဖိုင်ဝမ်တွေကတီးခန့်စိတ်လေးထားမှာပေါ့နော်ကိုယ်ရန်စလဲကိုကတီးခန့်ရမှာအဓိကကိုယ့်ရဲ့အပြောဆိုတကယ်ကိုကတီးခန့်ရတယ်မှာထဲမှာပါတယ်ပေါ့နော်တကယ်တီးခန့်ရမှာကိုယ့်ရဲ့အပြောဆိုပဲနော်အဲ့ဒါကိုတီးခန့်ရမှာမတီးခန့်မထိမ့်သိမ့်မဲ့နဲ့ကိုကပြောမိလိုက်တဲ့ခါမှာစကားကနေအမားပသွားတတ်တယ်နော်အဲ့တော့ဖိုင်ဝမ်တွေကိုစကားပြောဆိုထိမ့်သိမ့်ဖို့ပဲမင်းစုပြောရှင်တယ်အားလုံးပဲဒါဘဝအနာဂတ်လမ်းကြောင်းလေးတွေတွေ့ကြပါစေတည်မှတ်ကြပါစေလို့မင်းစုဆုတောင်းပေးပါတယ်မင်းစုပြောတာလေးတွေဟောတာလေးနဲ့လည်း energy ကိုက်မယ်လို့မျှော်လင့်ပါတယ်ကဲအဲ့တော့ဖိုင်2လေးတွေကတော့ဒီမှာအတိတ်တုန်းက3 of Swords energy မျိုးရှိပြီးတော့လက်ရှိမှာတော့ Ace of Cups Queen of Cups energy မျိုးရှိတယ်နော်အဲ့တော့အတိတ်မှာကိုကနာကျင်စရာတွေဒါမှမဟုတ်အစင်မပြေခက်ခဲမှုတွေအခြေရေးတော့၎င်းလူမှုရေးတော့၎င်းနော်မိသားစုရေးတော့၎င်းအစင်မပြေမှုတွေရှိခဲ့မယ်ကိုအနေနဲ့တစ္ဆာဖောက်ကန်ရတာမျိုးဒါမှမဟုတ်ရင်ကိုကိုနားလည်းမပေးနိုင်တဲ့ချစ်သူကြောင့်ကိုကပို့ပြီးတော့စိတ်ခံစားချက်ဒီမှာထိခိုက်ဒဏ်ရာတွေရခဲ့တယ်ပေါ့နော်နေနေညညငိုကြွေးခဲ့တယ်ညတိုင်းစမပြက်နော်နာနေရတယ်မရှိဘူးစိတ်ချမ်းသာခြင်းမရှိဘူးနော်သူတပားကြောင့်ပဲကိုကမျက်ရည်ကျရတဲ့ပုံစံလေးတွေမြင်သူခံစားမိတယ်ပေါ့နော်အဲ့တော့ဒါမိသားစုကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်လူမျိုးရေးကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်နော်အဓိကတော့ကိုယ့်ရဲ့အနီးကပ်ရှိတဲ့လူတွေကြောင့်ပို့ပြီးတော့ဖြစ်ဖို့များပါတယ်ပေါ့နော်အဲ့တော့ဒီဖိုင်2တွေကနော်စိတ်နေစိတ်ထားမှာနာကျင်ဒဏ်ရာတွေရခဲ့ပေမဲ့လက်ရှိမှာတော့ Ace of Cups ရဲ့ Queen of Cups ရဲ့ energy မျိုးရနေတယ်ဒီအတွက်ကြောင့်ဖိုင်2လေးတွေအတွက်ဂုဏ်ယူပါတယ်နော်ဘာကြောင့်လဲဆိုရင်ပို့ပြီးတော့ကောင်းမွန်တဲ့ဘဝပို့ပြီးတော့ကောင်းမွန်တဲ့ဆက်ဆံရေးတွေကရောက်ရှိလာတော့မှာပေါ့နော်အဲ့တော့ Queen of Cups ရဲ့ energy အရလဲကိုကနော်ဒါဒီထဲမှာယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ပို့ပြီးတော့ကိုအချစ်ခံရလိမ့်မယ်ပေါ့နော်ကိုချစ်လိမ့်မယ်ကိုလည်းပို့ပြီးတော့ချစ်မဲ့သူတွေနော်ကိုကအချစ်ခံရလိမ့်မယ်လူမှုရေးမှာလည်းမျက်နှာပွင့်လာလိမ့်မယ်ချစ်ရေးမှာလည်းမျက်နှာပွင့်လန်းလာလိမ့်မယ်နော်တချို့ဆိုရင်ဆက်ဆံရေးတွေကပြတ်သုံးခဲ့တာရှိမယ်တချို့ကကျတော့ဒါကိုရဲ့ချစ်သူနဲ့ဆက်ဆံရေးပြန်ပြီးအဆင်ပြေတဲ့အတွက်ကိုဒီပို့ပြီးတော့အရင်အထက်ချစ်ခံရတာမျိုးရှိကောင်းရှိနိုင်မယ်အဲ့တော့မိတို့ပင်ဆိုစီဖိုင်2တွေကနော် Queen of Cups energy အပြည့်နဲ့နော်ချစ်ချင်းမေတ္တာတွေနဲ့အတူကြွယ်ဝမှုချမ်းသာကြွယ်ဝမှုတွေ
ငွေကြေးစီးစိမ်နဲ့ပတ်သက်ပြီးစင်ပြေမှုတွေဝေကန်ပွင့်တာတွေเนาะ flow ငွေကြေးနဲ့ပတ်သက်ပြီး flow financial flow တည်မြဲတာတွေဒီလိုမျိုးလေးဖြစ်လာနိုင်မယ်အဲ့တော့ ဖိုင်တူတွေကိုပြောချင်တာကတော့ negative mindset လေးတွေကိုလျှော့ပြီးเนาะအတွေးလွန်တာတွေကိုလျှော့ပြီးစိတ်ခံစားချက်များတာတွေကိုလျှော့ပြီးအဆိုးတွေးတာတွေကိုလျှော့ပြီးเนาะဒီလိုလေးဒါလျှော့ရင်ဖိုင်တူတွေကပို့ပြီးတော့ကောင်းမွန်လှပတဲ့ဘဝဖြစ်လာလိမ့်မယ်เนาะရုပ်ပိုင်းဆိုင်ရာမှာလည်းကိုပြုပြင်ပြီးတော့เนาะနေထိုင်တတ်လာမယ်အခြေအေးမှာလည်းကိုကတစ်ဖက်သူကိုเนาะတွေ့တာ attachment ဖြစ်တာเนาะတစ်ဖက်သူဖောက်ပြန်သွားမှကြောက်တာတွေတစ်ဖက်သူကိုထားသွားမှကြောက်တာတွေဒီလိုမျိုးစိတ်တွေကိုလျှော့နိုင်လာလိမ့်မယ်လျှော့နိုင်ပြီးတော့ကိုရဲ့ဘဝတိုးတက်ရေးပဲကိုကပို့ပြီးအာရုံစိုက်မိလာလိမ့်မယ်ဖိုင်တူတွေကเนาะအဲ့လို energy မျိုးလေးမင်းစုမြင်ပါတယ်အဲ့တော့ပို့ပြီးတော့အခုတက်ကောင်းမွန်တဲ့ဘဝလေးတွေဖြစ်လာနိုင်မယ်အဆောင်ရှောက်ရဲ့လမ်းညွှန်ချက်တွေအရလဲကိုကနော်ကောင်းမွန်တဲ့ဘဝလေးဖြစ်လာနိုင်မယ်တချို့ဆိုရင်ကိုရဲ့အဆောင်ရှောက်တွေကကိုမကောင်းတဲ့သူတွေနော်နာကနေကိုဖယ်ရှားပေးတာမျိုးဖြစ်နေတယ်တချို့ဆိုရင်ကိုပိုပြီးကောင်းမွန်တဲ့ဘဝရောက်အောင်လို့နော်သူကတက်မှတ်ပေးတဲ့သဘောမျိုးလေးရှိနေတယ်နော်အဲ့တော့အစင်မပြေမှုတွေဘလောက်ပဲအတိတ်မှာဖြစ်ခဲ့နော်အခုမင်းစုဒီ reading ကိုတွေ့ရဲ့အချိန်ကနေစပြီးတော့ positive mindset လေးတွေကိုထည့်နော်အဲ့လိုသာဆိုရင်ကိုမှပို့ပြီးတော့ကောင်းမွန်တဲ့ဘဝကိုရောက်လာလိမ့်မယ်အဲ့တော့ဘာကောင်းမွန်မလဲဆိုတာပြောချင်တာတော့အဓိကအဖြစ်ချီရေးမှပြောချင်တယ်နောက်ပြီးငွေကြေးမှပြောချင်တယ်နော်ပြီးရင်တော့အလားပနော်ဒါလေးတွေမှပြောချင်တယ်အဲ့တော့အခြေရေးမှဆိုရင်လည်းဒါပို့ပြီးတော့အခြေခံရဖို့ရှိတယ်ကိုယ့်ရဲ့ချစ်သူကကိုယ့်ကိုအရင်အချက်ပို့ပြီးတန်ဖိုးထားလာလိမ့်မယ်နော်ခုနမင်းစုပြောခဲ့တယ်တချို့ဆိုရင်အခြေရေးမှပြတ်သုံးသွားတာလေးရှိတယ်ပြတ်ဆုတ်သွားတာလေးနော်ရှိတယ်အဲ့တော့ဒီစုပ်ပြတ်တက်နေတဲ့ကိုယ့်ရဲ့ချီရေးမှာเนาะပြန်ပြီးတော့နလန်ထူလာလိမ့်မယ်เนาะပြန်ပြီးတော့တန်ရာတွေ healing လုပ်နိုင်လာလိမ့်မယ်အဲ့တော့ဖိုင်တူတွေအတွက်ဒါတကယ်ကောင်းတဲ့เนาะ reading လေးပါဖိုင်တူတွေကကန်ကောင်းပါတယ်ဖိုင်ဝမ်းနေတဲ့ဆိုင်ပေါ့เนาะဖိုင်ဝမ်းတွေကတော့ခုနမင်းစုပြောခဲ့တဲ့အတိုင်းပါပဲเนาะအဲ့တော့တကယ်လို့ဒီထဲမှာဖိုင်ဝမ်းဖိုင်တူရော reading နှစ်ခုလုံးကကြိုက်တယ်ဆိုရင်လည်းဒါယူလို့ရတယ်เนาะgeneral ဖြစ်တာမို့လို့ 100% ရတော့ကိုက်နေမယ်လို့တော့မဆိုမထင်ပါဘူးเนาะအဲ့တော့ကိုကိုက်နေရအောင်ကိုဖတ်ပါအဲ့တော့ဒီမှာ Ace of Cups ရဲ့ energy ရเนาะမင်းစုပြောချင်တာတခုရှိတယ်ကိုနဲ့နီးစပ်တဲ့เนาะမြစ်တီချောင်းနေရှိရဆိုရင်ငါးစာကျွေးတာမျိုးတွားလုပ်ပေးပါเนาะငါးလွတ်တာမျိုးတွားလုပ်ပေးပါကိုမှရှိတဲ့ကန်စာတာတွေညံ့တာတွေအကုန်ပြေပြောက်သွားအောင်လို့နော်ဒါလေးနေနဲ့ဒါမင်းစုပေးလိုက်တယ်အဲ့တော့ဒါလေးကိုလှုပ်ပြအောင်လှုပ်ပေးပါလို့ပြောချင်ပါတယ်ဖိုင်ဝမ်းနေကိုနော်နောက်ပြီးတော့ကိုအရင်ကြီးဖိအားမပေးနဲ့နော်ခြေမှဖြစ်ကိုလှုပ်တဲ့အလုပ်တွေမှာပဲဖြစ်မမှန်လေးလှုပ်သွားသူများနဲ့ရှင်ဖို့လည်းမလိုအပ်ဘူးသူများနဲ့တွားပြီးတော့တိမ်ငယ်ဖို့လည်းမလိုအပ်ဘူးเนาะအဲ့တော့ကိုဖြည်းမှန်လေးလုပ်ပါရေးစီးချောင်းလေးလိုပဲဖြည်းမှန်လေးစီးရမှာပေါ့နော်ဖိုင်ဝမ်းတွေကအဲ့တော့ဒါလေးကတော့ဒါဖိုင်ဝမ်းတွေကိုမျိုးစုအဓိကအနေနဲ့ပြောချင်တာပေါ့နော်နောက်ဆုံးတစ်ခုကတော့ဖိုင်ဝမ်းတွေကိုပြောချင်တာကတော့ဘာသာရေးမမိပါနဲ့เนาะဘာသာရေးမမိနဲ့အပျော်ပါနဲ့เนาะခြေရေးတွေမှာစိတ်ဝင်စားနေရင်ဘာသာရေးကိုမမိပါနဲ့လို့ပြောချင်ပါတယ်ပေါ့နော်ဒါတော့ဖိုင်ဝမ်းလေးတွေကတော့ကန်ကောင်းတဲ့နေရာမှာပါလို့ထရီကျူးတော့မင်းဆိုမပြောတော့ဘူးเนาะအားလုံးပဲ energy ကြိုက်ကြပါစေဖိုင်ဒီထဲမှာအစိုးဆုံးဖိုင်3ဖြစ်နေတော့ဖိုင်3ကဲအဲ့တော့ဖိုင်3ကိုပြောမယ်ဖိုင်3ကအတိတ်တစ်ချိန်လုံးကအခြေရေးတစ်ခုစတင်ခဲ့တယ်ဆက်ဆံရေးတစ်ခုစတင်ခဲ့ဒါပေမဲ့ကိုယ့်ဘက်ကပဲဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်เนาะအဲ့တော့အခြေရေးကဆင်ပြေခဲ့ရပေါ့เนาะအများဆုံးအဖြစ်တော့အတိတ်မှာဒါပေမဲ့လက်ရှိမှာတော့ဒီမှာเนาะ7 cups ကလည်းဒါဇောက်တိုးကြီးကြာနေတယ်3 or sword ကလည်းဒါကြာနေတယ်ပေါ့နော်အဲ့တော့ကိုကရတာမလို့လူတာမရလည်းဖြစ်နေတယ်နောက်တစ်ခုကအသေးကွဲနေတဲ့ခံစားချက်မျိုးလည်းမင်းစုရတယ်ပေါ့နော်ဖိုင်3တွေအနေနဲ့အဲ့တော့လက်ရှိမှာဆက်ဆံရေးကပျက်စီးလူနေပါဖြစ်နေတယ်အချို့ဆိုရင်ဒါပြတ်တောင်ပြတ်ပြီးသွားပြီမြင်နေပေါ့နော်အဲ့တော့ဒီမှာ Oracle မှာလည်းသွားကြည့်ရင် move on လို့လည်းမြင်နေပေါ့နော်
အဲ့တော့ကိုယ့်ရဲ့ဒီအခြေရေးမှာနော်တစ်ဖက်သူကိုယုံစားမိပြီးတော့တစ္ဆာဖောက်ကန်ရတဲ့နမိတ်မျိုးလဲဒါပြနေတာနော်အဲ့တော့မင်းစုပြောချင်တာကတော့ဒီဖိုင်3ကကိုချစ်ပါနောက်ပြီးတော့နော်ဒီဖိုင်3တွေကလေကိုချစ်ရမယ့်အပြင်ကိုယ့်ရဲ့စီးပွားရေးကိုလုပ်နေရဲ့အလုပ်ပညာရေးပဲဖြစ်ဖြစ်နော်ဒါကိုပို့ပြီးတော့အာရုံစိုက်ရမှာနော်ဒီမှာကောင်းတဲ့တစ်ခုရှိတယ်အင်ဆယ် Oracle ကတ်မှာဒီမှာဆက်စစ်ဆိုပြီးတွေ့တယ်ပေါ့နော်အဲ့တော့ဒါကိုကိုကဒီချင်းတွေကိုကြော်လွန်သွားနိုင်ရင်အဆင်ပြေမယ်ပေါ့နော်အောင်မြင်မယ်ပေါ့အဲ့တော့ကိုပို့အာရုံစိုက်ပါကိုမှရှိတဲ့နော်အခက်ခဲတွေအဆင်မပြေမှုတွေကိုကရအောင်ကြော်ပြရမှာတကယ်လို့ကိုကလက်ရှိမှာခုနမင်းစုပြောခဲ့တဲ့အတိုင်းအခြေရေးမှာအဆင်မပြေမှုတွေရှိရင်လည်းရအောင်မို့အောင်ပြတော့နော်သူမှကိုမချစ်လို့နော်တခြားတယောက်ကိုသူကချစ်သွားတာပဲအဲ့တော့ကိုကဒါကြီးကိုခံစားနေစရာအကြောင်းမရှိဘူးလေနော်နောက်ပြီးစိတ်ကူးရင်ပြီးတော့လဲနော်သူကိုစီပြန်လာမလားဆိုစောင့်စားနေကြလည်းမလိုဘူးကိုဘက်ကလည်းလိုက်ပြီးတော့နော်လိုက်တွေ့ကပ်နေစရာမလိုဘူးဘိုင်း3တွေကိုပြောချင်တာကိုချစ်ပါကိုပို့ပြီးတော့တန်ဖိုးထားပါဒါမှတည်းနော်ကိုတန်ဖိုးထားရတဲ့ပေါ်လာမှာသိလားအဲ့တော့ဘိုင်း3တွေကိုနည်းနည်းတော့ဆုံးမအောင်မယ်နော်အခြေရေးမှာပို့ပြီးတော့ဒီဖိုင်3တွေမှာပို့ပြီးတော့တည်တာနေသိလားနော်အဲ့တော့အခြေရေးမှာကိုချစ်ဖို့လိုအပ်တယ်နောက်ပြီးတော့ဖိုင်3တွေမှာတချို့စိုက်ကိုဘက်လေးတွေရှိရနော်စိုက်ကိုဘက်ဆိုတာတခြားတော့မဟုတ်ပါဘူးနော်အခြေရေးစင်မပြေတိုင်းကိုအစာငတ်ခံတယ်ကိုတက်သေးမဲတို့နော်ကိုလှုပ်တာတို့နော်အဲ့လိုတွေဘာလို့မှာတော့နော်အဲ့တော့မင်းစုပြောချင်တာဖိုင်3တွေအနေနဲ့ဒီအခြေရေးတစ်ခုကကိုအတွက်နော် universe ကပေးတဲ့ lesson တစ်ခုလိုမျိုးပဲကိုကသင်ခန်းစာယူရမှာဒီဒါကိုသင်ခန်းစာယူပြီးတော့တခြားနော်ကိုလုံးဆရာရှိရည်လောက်ရမှာနော်အဲ့လိုလုံနေမှဒါလေကိုအတွက်ကဒီအခြေအနေတွေကနေရုံထွက်နိုင်လိမ့်မယ်တိလားအဲ့ပြောရမယ်ဆိုစိတ်မရောက်စီနေပေါ့နော်ဒီအခြေရေးစင်ပြေတာကြီးပဲစိတ်မရောက်စီနေကိုအတွက်သင်ခန်းစာတစ်ခုလိုဖြစ်တဲ့အခြေရေးမျိုးမလို့ဒါကိုကနော်သင်ခန်းစာယူပြီးမှဒါလေနောက်အခြေရေးတွေမှာကိုကအဆင်ပြေလိမ့်မယ်နော်ပြောရမယ်ဆိုဒီအခြေရေးကရှင်တို့အတွက်နော် lesson တစ်ခုလိုပဲဖြစ်နေရပေါ့နော်အဲ့တော့ဒါကိုတည်ထားမှာမင်းစုဒီ reading ကိုဖတ်လိုက်တဲ့အချိန်ကနေစပြီးတော့နော်တည်ထားမှာငါဒီချီရငါ့ကိုသင်ခန်းစာပေးရဲ့အခြေရေးပဲငါနောက်တစ်ချိန်ပြန်ပြီးတော့ဒီလူနဲ့မပတ်သက်ဘူးငါပေါ့ငါတိုးတက်အောင်လုပ်မယ်ဆိုရယ်ပုံစံကိုပဲခေါင်းနဲ့ထည့်ရမှာနော်ဒါရှင်တို့ရဲ့ next step တစ်ခုပဲနော်အဲ့တော့ file 3ရဲ့အနေနဲ့စင်ပြေကြပါစေနောက်ပြီးတော့အခြေရေးမှာတကယ်လို့ကိုကလက်တလောမှာအခက်ခဲတွေရှိတယ်ပေါ့နော်အခြေရေးမှာအခက်ခဲတွေရှိတယ်ဒါမှချစ်သူနဲ့ကပြက်လူနီးပါဖြစ်နေတယ်ဆိုရင်လည်းပြက်ပလိုက်တော့နော်စဉ်းစားပြီးတော့တွေးပေးကြရမလို့တော့ဘူးเนาะဘာလို့ဆိုဒီချိန်ကြီးကရှင်တို့အတွက်က universe ရဲ့ lesson တစ်ခုလိုဖြစ်နေတာเนาะအတင်းဆွဲထားစရာမလိုဘူးเนาะတချို့ကျတော့ခေါင်းမာတယ်တချို့ကခေါင်းမာတယ်ဘာလဲဆိုအတင်းဆွဲထားရယ်เนาะအတင်းဆွဲထားပြီးလက်မလွတ်ချင်ဘူးเนาะအဲ့တော့ကိုရှင်းစာပါတယ်ရှင်တို့အဲ့လိုတကယ်လို့ဆွဲထားရဆိုလဲကိုတိုးတက်အောင်လုပ်เนาะတိုးတက်အောင်လုပ်ဒီမှာ Oracle Angel Oracle ကတ်မှာလဲကောင်းတာလေးကြားရပါတော့ energy လေးခံစားမိတယ်ကိုတိုးကြအောင်လုပ်ကြီးရေးမှာတကယ်လို့မပြတ်မသားဖြစ်နေရဆိုကိုတိုးကြအောင်လုပ်စိန်တန်ရင်ကိုရဲ့ aura ကိုမခံနိုင်တဲ့ခါမှာတစ်ဖက်သူကသူ့လိုထွက်သွားလိမ့်မယ်နော်ဒါဘိုင်းတူတွေကိုအဓိကမြင်စုပြောရှင်နောက်ပြီးတော့လူမှုရေးလေးကြံသေးတယ်နော်လူမှုရေးမှာတချို့ဆိုတစ္ဆာဖောက်ကန်ရတာမျိုးရှိမယ်အတင်းပုတ်ပြောခံရတာမျိုးရှိမယ်တချို့ဆို evil eye နေထိနေတာရှိမယ်လူမှုရေးမှာနော်အဲ့တော့ဘာနေကြွားဝါခြင်းမလုပ်နဲ့ကြောဝါခြင်းမလုပ်နဲ့ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေနဲ့ပတ်သက်ပြီးတော့လည်းမပြောနဲ့ဒီမှာစေပန်းခက်ကြီးလည်းတွေ့နေပြောင်းမြန်ကြီးကြာနေเนาะအဲ့တော့ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေနဲ့ပတ်သက်ပြီးငါကတော့ဘာလုပ်မယ်ငါတော့ဘယ်လိုမျိုးလုပ်မှလေးတိလားဆိုပြီးကိုအနည်းဆုံးတငယ်ချင်းအောင်မှာကိုကမပြောပြနဲ့တိလားเนาะကိုမှ evil eye နေထိပြီးတော့ကိုကလုံနိုင်မလုံနိုင်ပဲနေလိမ့်မယ်တိလားအဲ့တော့ဖိုင်တူတီတွေကိုမင်းစုပြောချင်တာတော့เนาะခုနကမင်းစုပြောခဲ့တဲ့အတိုင်းလေးမှတ်သားပါနောက်ပြီးတော့ကိုချစ်ပါကိုဘွားကိုတူးကြအောင်လုပ်ပါကဲအဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲเนาะဒီပိုင်းလေးတွေကတော့ဒါကိုဘဝနဲ့ပတ်သက်ပြီးတော့ဘယ်လိုလေးဖြစ်နေရဲဘဝလမ်းချောင်းလေးနဲ့ပတ်သက်ပြီးတော့ဒါမြင်စုဆွဲပေးရပါเนาะပြင်းနေကြအနေလုပ်ပြီးဗီဒီယိုရိုက်ပြအောင်ရိုက်ပေးတာအဲ့တော့အမားလေးပါခဲ့ရင်လည်းဒါခွင့်လို့တည်ခံပြီးနားထောင်ပေးပါဦးเนาะနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့တင်ပေးသွားပါပဲတင်ဖို့လည်းစူးစမ်းကြည့်ပါဦးပဲเนาะမပြင်းရင်ပေါ့